ဒီနေ့ဒီမှာညီကောင်မတို့နဲ့အတူဖျားသခင်ရဲ့ပတ်တော်ကိုကြားနာဖို့ရန်ဖျားသခင်ကိုချီးမွမ်းဖို့ရန်ကျွန်တော်ဒီဖျားနာကိုဆောင်နေတဲ့ဂျေဇုတော်ကိုချီးမွမ်းပါတယ် Isubuga kasaya shalo brother sister to katona ba kasara tuta to isubuga kasara ni no ညီကောင်မတို့နဲ့တွေ့ရတဲ့အတွက်လည်းဒါမှဝမ်းမြောက်ပါတယ် tiba brother sister jata kulo ma no ကျွန်တော်ဆိုတာအင်တာမှာစိတ်နဲ့မားတဲ့လူတကယ်ဆူတောင်းတဲ့လူဖြစ်ပါတယ် yani jata thoto ati ni no ဒါကြောင့်မို့ပဲနံပါတ်တော် list ပတ်တိုင်းကြားရမှာဖြစ်ပါတယ် when ko tito yake na khu ba kasara tuta ya ba he ni no ဒီခုကိုပြန်ကြည့်မယ်ဆိုတော့ဒီညီကောင်မောင်နှမတွေထဲမှာတကယ်စိတ်မြင့်မားတဲ့အင်တာနက်မောက်မာတဲ့မြင့်မားတဲ့ဖြစ်ပါတယ် mi kwa ne brother sister kala nyaw ne yani ba edo daga kulo အင်တာမှာဘယ်လိုပြောမလဲဆိုတော့အင်တာမှာတကယ်မကောင်းတဲ့လူဖြစ်တယ် tame le yani tame ba we wa wa ba ကိုယ့်ရဲ့အချမ်းစင်းနဲ့ပဲအသက်ရှင်ခဲ့တဲ့လူဖြစ်ပါတယ် ya umule le ya ta sok mu ku ni no အတင်းတော့ကိုမထီနေမိဖြိုးတယ်အထင်သေးတဲ့လူဖြစ်ပါတယ် le thoda daw pho ဒါပေမဲ့ဘုရားသခင်ကဒီထာဝရအပြည့်လူချင်းကိုဒီပေးတယ်ဈာနာစေတယ် pasamane kasaya hiya akhya playa ya takama do dito ya to no do kana ba kasa kala ke ba ya akhya tsuta kho ya sim ba kasa ni no သခင်ယေရှုအပြည့်ထာဝရဆုံးဖြတ်ခြင်းကိုရတယ် bile kasa yesu ko yamane ba ya pukle ba သခင်ယေရှုအပြည့်အတင်းတော်အပြည့်ဒီရှေ့ကိုခြေလမ်းခွေရတယ်ဘုရားသခင်ရဲ့တနာချင်းပြုနာကိုလည်းခွေရတယ် mele kasaya aplu ho mele daw pho kho ya sithe ba le kasaya ame nya tin ni no အတင်းတော်မှာဘုရားသခင်ကလုပ်ရတဲ့ဘုရားသခင်ကလုပ်တဲ့နမိတ်လက္ခဏာကိုမြင်ခွေရတယ် le da bu nyaw ne kasaya asu ko mo ti pha ni ya thi ba ni no ဘုရားသခင်ရဲ့နီးစပ်ခွေရတယ် ya thu ba kasaya ata e အထူးသဖြင့်ကျွန်တော်ရှိတဲ့အပြစ်ကိုထာဝရခွင့်ပေးတဲ့အရာဒီမှာမှကြီးမားတဲ့ကောင်းချီးများကိုလက်ခံပြရတယ် yamane ba da su ge kasaya pla ba ya takama tsuta kho kasi ba kasaya ni no ကျွန်တော်စိတ်ထဲမှာဒီနေ့ဒီဝမ်းမြောက်တဲ့အရာပြည့်စုံတဲ့အရာကအဲ့ဒါဖြစ်ပါတယ် kega 7 ni kega 7 no ati yamane ya ni di ta no kho kasi ba kasaya ni no ဒီအခြေအနေကိုကြည့်မယ်ကိုယ့်ရဲ့ပုံစံကိုစာတန်ကမကြခဏမြင်ခိုင်းတယ်ကြည့်ခိုင်းတယ်ဒါပေမဲ့ဒီအတင်းတော်ရဲ့အတန်ကိုကြားပြီးမှဘုရားသခင်ရဲ့ကျွန်းယစ်ကာကိုနားထောင်ပြီးမှဒီတိုင်းသွားတဲ့အချိန်မှာဘုရားသခင်လက်ပြတဲ့အရာကိုများများစွာခန်းစားပြရတယ် ya thi ba no ti de pha le ya ta so mu ku do ya lu phe ya ta ya ma phe ya ta ba so ne kasaya ni ida ka de ba ya kle de ba do when ni ma ple ni kle khagi ni thi ko ya le ti ya ha ti ya ma ni ma ta su ge ko si ba kasaya ni no ကျွန်တော်ဆိုတော့ဘုရားကယုံကြည်ရှိတယ်လို့မဟုတ်ပါဘူးဒါပေမဲ့ဒါကြောင့်မို့ဒီမှာလာပြီးမှလူပတ်တော်ကိုနားထောင်ရဖြစ်ပါတယ် no no ne ya ni ya ta na to ba when ni ko ya ba he do na kasaya tu ta ni no ယုံကြည်ခြင်းရှိလာဖို့ဘုရားသခင်လုပ်တဲ့အရာကိုမြင်တွေ့ခွင့်ရဖို့အတွက်ဒီမှာလာပြီးမှအပတ်တိုင်းဘုရားသခင်ရဲ့ကျွန်းအားဖြင့်လူပတ်တော်ကိုနားထောင်ရတယ် kasaya hiya akhya do ya ti do ya ke he do na ba kasaya lu tha kho ya si ba kasaya ni no နေ့စဉ်များဘုရားသခင်ရဲ့ကောင်းချီးလာကိုစဉ်းစားတဲ့အချိန်မှာဒါမှချီးမွမ်းလို့မဟုတ်ပါဘူး komuni komuna ya so komu kasaya abu ko de pha ni ta le ba ro အခုပြန်ကြည့်တဲ့အချိန်မှာကျွန်တော်ဆိုတကယ်ပဲဘုရားကိုပုံကန်လေးတွေဖြစ်တယ်စံကြည်လေးတွေဖြစ်တယ်ဆိုတဲ့အရာကိုပဲမြင်တွေ့ရတယ် ya mi je kwa de ya ta omu ne thobo ya thoda da ko do ya thobo ya thoda kasaya ni no ဒီတင်းတော်မှာလာပြီးမှနှုတ်ပတ်တော်ကြားနာခြင်းအပြင်ကိုယ့်ရဲ့ပုံစံအမှန်ပေါ့နော်တရားကိုအမြဲတမ်းမိတိခရရတယ်တတိ ဒီကို
ယတာဤစာပါစာတိတပါလေကစားရအမညာကိုယစုကကစားရနေတော့ ဒါကြောင့်မို့ဒီအတင်းတော်ဒီဘုရားဖြစ်တယ်ဘုရားသခင်ကပေးတဲ့ဒီအတင်းတော်ကလည်းအများကြီးကျေးဇူးတင်တယ် when you go that ကစားရဟေရကစားရဟေပွားလေတော့တော့စာတိတပါကိုယစုကကစားရနေတော့ အထူးသဖြင့်ကျွန်တော်ရဲ့ရှိသမျှအဖြစ်ကိုဖုံးပေးတဲ့သခင်ရှုကထာဝရအဖြစ်စီကြိုးပေးတဲ့အတွက်ဘုရားသခင်ကအထူးပဲကျေးဇူးတင်တယ်ကျေးဇူးတော်ချီးမွမ်းပါတယ် ကစားရတာပိနောပိယတာကမာတိတပါတော့ဝဲဟေရတာတော့တော့ကိုယစုကကစားရနေတော့ ကျေးဇူးတင်ပါတယ် W